အားလုံးပဲမင်္ဂလာပါခင်ဗျာ MGS Entertainment Channel ကနေအားလုံးကိုကြိုဆိုပါရစေကျွန်တော်ရဲ့ channel ကနေစိတ်ဝင်စားဖို့ရဇာတ်လမ်းကောင်းများစွာကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးလျက်ရှိပါတယ်ဒီနေ့လေးမှလေစာရေးသူဇွဲမှန်မတန်ဆွမ်းရေးသားထားတဲ့ဗေဒဝိဇ္ဇာမင်းထင်တဲ့ရန်သူဖြစ်ခဲ့ဘူးသောတပည့်နှစ်ယောက်ဆိုတဲ့ဇာတ်လမ်းစာစဉ်73ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဇာတ်လမ်းမစတီကမှာကျွန်တော်ရဲ့ MGS Entertainment Channel ကိုလေ subscribe နဲ့အားပေးကြပါအောင်ခင်ဗျာဗီဒီယိုတစ်တိုင်းမှာသိရှိစေဖို့အတွက်လည်း notification လေးကိုနှိပ်သွားကြပါအောင်ခင်ဗျာဗေဒဝိဇ္ဇာမင်းထင်နဲ့ရန်သူဖြစ်ခဲ့ဘူးသောတပည့်နှစ်ယောက်စာစဉ်73ပင်လောင်းမြို့ကလေးကနေထွက်လာခဲ့ပြီးတော့2ရက်ရှိပြီဗျနတ်ဘုံတောင်ကနေပြီးတော့အမေကြီးကိုလမ်းမှန်ပို့ပေးနိုင်ခဲ့လို့စိတ်ထဲကနေတော့ကြည်နူးမိတာအပြည့်ပဲပေါ့ဒါပေမဲ့လေဝိဇ္ဇာလမ်းဆိုရင်အေးစစ်စစ်နားနေလို့ရတယ်ခီးမှမဟုတ်ပဲဗျအခုကျုပ်ရွာကိုပြန်နေတာဗျအမေကိုလွမ်းလာလို့လေကျုပ်ရွာကဖုတ်ထန်းတော်ရွာလေးပေါ့ကျုပ်တို့ရွာကတရားလဲဖက်စပားလဲထွက်ဓားလဲထက်ဆိုတဲ့ရွာပေါ့ရွာတီပုံကတော့၄အိမ်တလန်းဗျအရှိထိတ်ကနေပြီးတော့လှမ်းကြည့်လိုက်ရင်အနောက်ကမူရိုးတီကိုတန်းမြင်ရတာပေါ့ဗျာဒီလိုပဲတောင်ကနေပြီးတော့မြောက်ကိုလှမ်းကြည့်လိုက်ရင်လေရွှေကူကြီးဖျားကြီးကိုဖူးမြင်နိုင်တာဗျရွှေကူကြီးဖျားကိုတော့ကံရစာမင်းကနေပြီးတော့တီထားကိုးခဲ့တာပေါ့ဇေဒီရဲ့ပုံစံကတော့မန္တလေးကအိမ်တော်ရဇေဒီနဲ့ပုံစံတူတီထားတာဗျကျုပ်အိမ်ရောက်တော့ဘာကြီးဘိုးတော်တို့ကလာပြီးတော့နှုတ်ဆက်ကြတယ်ဗျမင်းထင်ခရီးတွေသွားတာတော်တော်ကြာပြီအခုမှပဲပြန်လာတော့တယ်ကွယ်ဟုတ်ကဲ့ပါဘာကြီးဘိုးတော်ခရီးကလည်းတကြောင်ပြီးတော့တကြောင်ဆိုသလိုဖြစ်နေလို့ပဲဗျာအခုတော့လေအမေကိုလွမ်းလာနဲ့ရွာကိုခစ်တာပြန်လာခဲ့တာပါကျုပ်ကလည်းပြုံးချွင်စွာနဲ့ဘာကြီးဘိုးတော်ကိုနှုတ်ဆက်လိုက်တယ်ဖုတ်တန်းတော်ရွာရဲ့လေတူးကလည်းအမြဲတမ်းလက်ဆက်နေတာပဲဗျရွာဦးကရွှေကူကြီးဖျားကြီးကိုဖူးမြော်ရတော့လေခရီးပန်းလာသမျှအကုန်ပျောက်သွားတော့တယ်ဗျကျုပ်အိမ်ချေကကုတ်ပြစ်လေးမှာဘာကြီးဘိုးတော်နဲ့စကားစမြည်ပြောနေတော့မှာပဲဟောအမေသားလေးပြန်လာပြီလားအမေသားလေးခီးတွေသွားနေတာအသားတွေတော့မှညိုကုန်ပြီအိမ်ထဲကနေထွက်လာတဲ့အမေရဲ့အတန်းကကြည်လင်နေတာပဲဗျအမေကပြောဆူဆူနဲ့အိမ်ရှိကုတ်ပြစ်ကိုလက်ဖက်ချမ်းအိုးရယ်လက်ဖက်တုပ်ပကံလေးရယ်အသားရလာပြီးတော့ရှာပေးထားတယ်ဗျကဲဘိုးတော်လည်းသုံးဆောင်ပါအောင်သားလည်းပင်မရော့ပေါ့အမေကိုထိုင်တုတ်ထားတဲ့လက်ဖက်တုပ်လေးစားလိုက်အောင်အမေရှာပေးတဲ့လက်ဖက်တုပ်ပကံလေးထဲမှာလက်ဖက်ညွန့်လေးတွေကိုကြက်တော်ဖြူစီချက်မှုမွေးလေးနေထားတာဗျအပေါ်မှာလည်းနှမ်းဖြူမြေပဲကြော်တွေပြီးတော့ကျွတ်နေတဲ့ဘဲကြီးလော်လေးတွေကလည်းစီစီနဲ့ဒီမှာလည်းအမေကိုယ်တိုင်စိုက်ထားတဲ့ငရုတ်သီးစိမ့်လေးတွေကလည်းဝင်းလို့ဗျရင်းနှွေးဦးတွေကထွက်နေတဲ့အခိုးငွေလေးတွေကလည်းလေထဲမှာဝဲလည်နေတာပဲဗျရင်းနှီးချမ်းခွက်လေးတွေကိုလောင်းထည့်လိုက်တဲ့အခါမှာလေတစီစီဆိုတဲ့မြည်တန်လေးကလည်းနားထဲမှာตายရလို့ဗျလက်ဖက်ရည်ကျန်းရဲ့ရနံလေးကလက်ဖက်တုပ်ရဲ့အနက်နဲ့ပေါင်းဆက်လိုက်တဲ့အခါမှာတော့ကျုပ်တော့ဘယ်ဟိုတယ်ကြီးကမှအစားအစာရည်နဲ့မလဲနိုင်တဲ့အရာသာပေါ့ဗျာကျေးဇူးပါမိမေအမေလက်ဖက်တုပ်နဲ့ထမင်းကြော်လေးကိုလွမ်းနေတာနဲ့အမြန်ပြန်လာခဲ့တာဗျကျုပ်ကလက်ဖက်တစွန်းကိုမြင်ရည်ချက်ရည်နဲ့ခက်၍စားလိုက်ရင်ကနေပြောလိုက်တာအမေကတော့ကျုပ်ကိုကြည့်ပြီးတော့ပီတိဖြစ်နေတာပေါ့ဘာကြီးဘိုးတော်နဲ့စကားစမီပြောပြီးတော့အမေလက်ဖက်တုပ်နဲ့အမောဖြေလိုက်တော့ကျုပ်ကလည်းရွာထဲကိုတပတ်လောက်တော့လှည့်ပတ်ကြည့်ကျင်တဲ့စိတ်တွေပေါက်လာနဲ့အိမ်မောကနေဆင်းလာခဲ့တယ်ဗျဖုတ်တော်ရွာကလေးကလည်းကျုပ်မရှိတဲ့အခိုက်မှာပြောင်းမလဲသွားပဲနဲ့အရင်တိုင်းပဲအေးချမ်းမြဲအေးချမ်းနေစေပါဗျလေးအိမ်တလန်းဆိုတဲ့အတိုင်းပဲရွာလန်းကလေးကလည်းတက်တက်ရရနေတာပဲဗျအရှိလန်းတိတ်ကနေပြီးတော့လှမ်းကြည့်လိုက်ရင်အနောက်ဘက်ကမူရိုးကြီးကလည်းတန်းပြီးတော့မြင်နေရလို့မြောက်ဘက်ကနေပြီးတော့မျောကြည့်လိုက်ရင်လေကံရစာမင်းတီထားတဲ့ရွှေကူကြီးစီရောကလည်းဝင့်ထင်နေလို့ဗျကျုပ်ကလမ်းလျှောက်နေတော့ရွာသားတွေကအမြင်တော့ဟောမင်းထင်ပြန်ရောက်လာပြီလားဟိဒီတစ်ခေါက်တော့ဘယ်တောင်တန်းတွေစီကိုရောက်ခဲ့လေကွမောင်မင်းထင်ရဲ့အဲ့လိုတရားတစ်ပေါက်စီနဲ့နှုတ်ဆက်ကြတာဗျာကျုပ်ကလည်းပြုံးပြုံးချွေနေပဲပြန်ပြီးတော့နှုတ်ဆက်တာပေါ့ရွာလေကောင်ကလက်ဖက်ရည်ဆိုင်ကိုလည်းရောက်တော့အရွယ်ဆုံးစကားဝိုင်းဖွဲ့နေကြတာကိုတွေ့ရတယ်ဗျလမ်းလျှောက်ရင်းကနေရွာပြင်ဘက်ကလေကွင်းတွေဘက်စီကိုရှေ့ဆန့်လိုက်မိတယ်ဗျစပားကင်းတွေကလည်းရွှေရောင်နေမတန်းသိပြီမဲ့လေစိမ့်ဆိုနေတာမျက်စိကိုအေးပါလျောဗျဒါလည်းထက်ဆိုတဲ့ရွာရဲ့ဂုံပုတ်အတိုင်းကိုပပဲဘိုးကတူထုတန်တွေမိထဲတန်တွေကလည်းရွာထဲမှာဂီတတန်စင်လိုပါပဲဗျကျုပ်ကလည်းကိုတန်းလိုင်ပပဲဘိုးကိုရောက်တော့ကိုတန်းလိုင်နဲ့စကားပြောဖြစ်တာပေါ့ဗျကိုတန်းလိုင်ကရုပ်တော်ရှာသမျှကိုတန်းလိုင်ရဲ့ပပဲဘိုးသားလေးရောက်လေတုံးတုံးဆိုတဲ့စီးချက်ညီညီထုလိုက်တဲ့တန်ထုတန်တွေကနားထဲမှာဟိမ့်ထွက်နေတာပဲဗျပပဲဘိုးထဲမှာမီးဘိုးကြီးကလည်းရဲရဲတောက်နေပြီးတော့ပူပြင်းတဲ့အပူချင်းကအပြင်ဘက်အထိကိုအလုံးရင်းနဲ့ကိုထွက်နေတာဟောမောင်မင်းထင်ပါလားပြရောက်ပြီလားဗျကိုတန်းလိုင်ကကျုပ်ကိုမြင်တော့လေတူကြီးကိုခစ်တရက်လက်ဖြံနဲ့နှစ်ဖူးချွေးတွေကိုတုံရင်းကလေလှမ်းပြီးတော့နှုတ်ဆက်တယ်ဗျသူ့ရုပ်ကတော့ပြောစရာမလိုအောင်ခန့်ညာထွားကြိုင်းလာပါတယ်ဗျအသားဖြူဖြူမင်းသားရှုံးလောက်တယ်ဗျဟုတ်ကဲ့ကိုကြီးတန်းလိုက်
ရွာပြန်ရောက်တော့လေခမည်းလက်ရကိုလာကြည့်တာဗျကျောက်ကပြောဆူဆူနဲ့ဘဘဲပို့ပြီးမှထိုင်ကုန်တန်းရလေးပါဝင်ထိုင်လိုက်တယ်ကိုတန်းလိုက်ရတော့အလုံးမပြတ်ဘူးဗျသူကတော့မီးညက်ကြီးနဲ့ရဲရဲတောက်နေတဲ့တန်ချောင်းရှည်ကြီးကိုလည်းမီးဘူတွေကနေဆွဲထုတ်လိုက်တယ်တန်ရောင်းကလည်းနီရဲလွန်းလို့အလင်းတောင်မှထွက်နေသလိုပဲဗျဒီခံကြည့်အောင်မောင်မင်းထီဒီဓမ္မကအော်ဒါဟာဗျဒီနေ့အပြည့်တက်ရမှာမို့လို့ကိုတန်းအလာလည်းတန်ဒီကြီးကိုပေပေါ်မှာတင်ပြီးတော့တစ်ဖက်ကတူငယ်လေးနဲ့စီးချက်ပေးပြီးတော့နောက်တစ်ဖက်ကနေပြီးတော့တန်တူကြီးနဲ့အားထည့်ပြီးတော့ထူတော်တာပဲဗျတောင်တင်းနဲ့တူတန်ကလည်းပဲ့တင်ကိုထက်လို့ဗျတန်ကိုထုလိုက်တိုင်းမီးပွားတွေကလွင့်စင်ထွက်လာတာဟာဖျားပွဲကမီးရှူမီးပန်းတွေကြာနေတာပဲဗျတန်ချောင်းကြီးကလည်းကိုတန်းလိုက်ရင်လက်ရအောက်မှာတဖြည်းဖြည်းနဲ့ဓားသွားပုံစံပေါ်လာတယ်ဗျသူကဓားသွားကိုတစ်ချက်ကြည့်လိုက်မီးဘိုကိုပြန်ထည့်လိုက်နဲ့အလုတ်ရှုံနေတာမီးတောက်တွေကဝုန်းကနေတက်လာပြီးတော့ကိုတန်းလိုက်ရဲ့မျက်နှာကိုနီမြန်းစေတယ်ဗျကျုပ်တို့ဖုတ်ထန်းတော့တာကဓားလဲထက်ဆိုတဲ့အတိုင်းပဲဓားကောက်မှရတာဗျဓားသားတွေကိုမီးပြန်ပေးပြီးတော့ရေအေးထဲမှာနှိမ့်လိုက်တဲ့အချိန်ထွက်လာတဲ့ချဲဆိုတဲ့အတန်နဲ့အငွေ့ကိုကြည့်တာကျုပ်ကနှစ်သက်ဆုံးပဲဗျကိုတန်းလိုက်ကဓားသွားကိုရေကန်ထဲကိုထိုးနေလိုက်အငွေ့တွေကလည်းတက်လူနဲ့တက်လာတယ်ဗျပြီးတော့မှကြောက်ပြင်ပေါ်ကိုတဖြန်းဖြန်းမိအောင်တွေးလိုက်တယ်ဓားသွားတွေကလက်ခနဲ့ကိုကြည့်လိုက်တာမှကြောချမ်းစရာကောင်းနေဗျကိုတန်းလိုက်ကဓားသွေးကြောက်ပေါ်မှာအားထည့်ပြီးတော့တွေးနေရင်းကနေပြီးတော့သူ့ဘေးနားကစင်းပေါ်မှာတန်းစီထားတဲ့တခြားလက်ရာတွေကိုလည်းမေးစီလေးနဲ့လှမ်းပြတယ်ဗျကြည်ဦးဘောင်ဘိုးထင်ရဲ့ဟိုဘက်ကဒဇင်တွေကမြောက်ပိုင်းရွာကအော်ဒါတွေဗျကျုပ်တို့ရွာကဒဇင်တွေကကောက်ရိုးကိုထိတာတဲ့နေပြက်ယုံနေမကောက်ဘူးဗျအသွားစိတ်လေးကြီးကလည်းစနစ်ကြတော့ကြာရှည်လဲအတုံးခံနေဗျသူပြောတဲ့ဒဇင်လေးတွေကိုကြည့်လိုက်တော့လေကောက်ကွေးနဲ့ဓားသွားတွေကလည်းသွားစိတ်ကလေးတာလွန်တိကြလွန်းနေစက်နဲ့လှုပ်ထားသလိုအောက်မရတယ်ဗျပြီးတော့စင်ရဲ့အပေါ်ဆုံးမှာအဝတ်နဲ့တေးချအုပ်ထားတဲ့ချီလျားအရာတစ်ခုကိုတန်းလိုင်ကလှမ်းယူလိုက်တယ်ဒါကတော့ကျုပ်တို့မြန်မာတွေရဲ့ဂုံယူရတဲ့ငှက်ကြီးတောင်ပေါ့ဗျာအဝတ်ကိုလည်းဖွင့်လိုက်တဲ့အခါမှာရွှေရောင်ဝင်းလန့်နေတဲ့ငှက်ကြီးတောင်တာဝင်းကနေဖြစ်သွားတယ်ဗျဒါနာသီးပြကငှက်တောင်တံအနှင်းငယ်တော့ကော့တက်သွားပြီးတော့ဓားသွားတစ်ချောက်လုံးကလည်းမိခံထားတဲ့အစင်းเจ้าတွေကလည်းလှိုင်းတွန့်နေလိုမျိုးပြေးနေတာဗျဓားရုပ်ကိုလည်းပတောက်အသားအနစ်နဲ့ကိုတေတက်နဲ့ကိုဖန်တီးထားတာဗျဒီဓားမျိုးကရိုးထုလို့မရဘူးဗျတန်ကိုအထက်ခောက်ပြီးတော့မှဓားသားကြစ်အောင်လို့လုပ်ရတာကန်ကြည့်ပါအောင်ဗျအလေးပင်ရအစမျှကြီးကလည်းကွက်တီပဲဗျကျုပ်ကလည်းဓားကိုကန်ကြည့်လိုက်တော့လက်ထဲမှာလည်းတသားတည်းကျနေတာပဲဗျဓားတွေမကသေးဘူးဗျဘေးနားမှာစိုက်ထားတဲ့တကြွတွေကလည်းထိပ်ဖျားကအဖျားထက်မကဘူးစူးချနေတယ်ဗျတော်ချင်းဓမ္မကြီးတွေကြတော့လေအသွားကထူထဲနဲ့ဘလို့တစ်ပင်မျိုးမဆိုတစ်ချက်ထဲနဲ့တင်ပြက်စီမဲ့အာမန်မျိုးတွေရှိနေတယ်ဗျနောက်ဆုံးတော့လေကိုတန်းလိုင်ကပေါက်ပြားရှက်ချက်ကြီးတစ်ခုကိုမီးညံ့နဲ့မပြီးတော့ပေပေါ်ကိုတင်ပြန်နေဗျကဲဒါကတော့ဗျလေသမားကြီးတွေအတွက်ပေါက်ပြားဗျမြေမကိုပေါက်ရင်တော့အသွားမလန်အောင်လို့တန်မလီဆက်ကိုတော့အထူးကူးဆိုင်ရတယ်ပပဲပညာဆိုတာကလည်းတန်ကိုခိုင်းတတ်ဖို့ပဲမောင်တင်းထင်ရဲ့တန်ကိုအလိုလိုက်ရင်တော့ပျော့သွားတတ်တယ်တန်ကိုအရန်နိုင်စားပြန်ရင်တော့လေကျွတ်ပြီးတော့ကျိုးသွားတတ်တယ်ဗျကိုတန်းလိုင်ကသူ့ရဲ့ပညာရက်တွေကိုရှင်းပြရင်းကနေပေါက်ပြားကိုတူနဲ့တစ်ချက်ချင်းပြမှန်လေးပြန်ပြီးတော့ထုနှက်နေတယ်ပပဲဘိုးကထွက်နေတဲ့အပူချိန်နဲ့အတူဒါကလည်းထက်ဆိုတဲ့ကျုပ်တို့ရွာရဲ့ဂုံဟာလေဒီလိုမျိုးကျွမ်းကျင်တဲ့လက်ရာတွေကြောင့်ပဲလို့ကျုပ်ကတော့တွေးနေမိတော့တာဟုတ်ဗျာကိုတန်းလိုင်ကဓားသွားကိုအလျှောကင်ပြီးတော့အခါမှာတော့စင်ပေါ်ကတန်ကြုံကလေးတေးလေးတွေနဲ့တူအသေးစားလေးတွေတခုကိုလှမ်းယူလိုက်တယ်ဗျဒါကတော့လေကျုပ်တို့ရဲ့ဖုတ်ထန်းတော်ဓားတွေရဲ့ဝိညာဉ်လို့ခေါ်ရမယ်ဗျကနုတ်ပန်းဖော်ခြင်းအတက်ပညာပေါ့ဗျာကဲမောင်မင်းထင်ဓားတက်လက်မှာအသွားထက်ယုံနေမကဘူးအစင်တစားကလည်းဓားရဲ့ဂုံဒရက်ပဲဗျအခုကျုပ်ဒီငှက်ကြီးတောင်ဓားပေါ်မှာရှူပန်ရှူးနွယ်လေးတွေကိုကနုတ်လေးနဲ့ထွင်းမယ်ဗျကိုတန်းလိုင်ကဓားသွားပေါ်မှာအမဲရောင်လှိုင်းကလေးတွေအရင်ဆုံးဆွဲလိုက်တယ်ဗျပြီးတော့မှလေကိုတန်းလိုင်ကတန်ကြုံလေးနဲ့ဓားပေါ်ကိုတက်ထားလိုက်ပြီးတော့တူနဲ့ခက်မှန်လေးထုလိုက်တယ်ဗျဓားသွားပေါ်ကကနုတ်တွေကလည်းအကွေးအဝိုက်တစ်ခွနွယ်လေးတွေလိုမျိုးပုံစံကျန်းလေးတွေဖြည်းဖြည်းနဲ့ပေါ်လာတာပေါ့ပုံစံကျန်းရပြီဆိုရင်တော့လေအသွားဆောင်ပုံစံအမျိုးမျိုးရှိတဲ့တန်ကြုံစောင့်ငယ်လေးတွေနဲ့လဲပြီးတော့ထွင်းရတာပေါ့ကနုတ်ရဲ့အလေးအဖျားလေးတွေကြာရိုးကြာနွယ်ပုံစံလေးတွေတစ်ချက်ချင်းစီကိုအားစိုက်ပြီးတော့ထုလိုက်တော့ဓားသွားပေါ်မှာပပုထုသလိုမျိုးထင်ကြံရစ်နေခဲ့တာပေါ့ဗျာပန်းပွင့်လေးတွေကပိုကြွလာအောင်လို့ပန်းခတ်လေးတွေရဲ့ဘေးပတ်လေမှာအနှင်းငယ်လေးတွေနှက်နေအောင်လို့ထွင်းရတယ်ဗျအဲ့ဒီကဓားသွားကိုအလင်းထဲမှာကြည့်လိုက်တဲ့အခါမှာတော့ပန်းကလုံလေးတွေကဓားပေါ်မှာတကယ်ပဲ
တွားနေတယ်လို့ပြန်ဝဲနေတယ်လို့နဲ့အသက်ဝင်လာတာဗျနောက်ဆုံးစစ်အနေနဲ့ကနုတ်ထွင်းထားတဲ့နေရာတွေစီကိုစီချက်လေးနဲ့တုတ်ပြီးတာနဲ့အလျှောကင်ကြောက်နဲ့ပြန်ပြီးတော့တိုက်လိုက်တဲ့ခါမှာတော့ထွင်းကြောင်လေးတွေကအရေးအယောင်လေးတွေကြံခဲ့ပြီးတော့ဓာသားဖြူဖြူလေးပေါ်မှာကနုတ်ပန်းလေးတွေကအထင်းသားမြင်နေရပါလေဒီလိုမျိုးကနုတ်မျိုးတွေကိုထွင်ဖို့ဆိုတာကလည်းဓာသားကလည်းအရန်လဲမမာရဘူးအရန်လဲမပြော့ရဘူးဗျအထူးသဖြင့်တော့ဓာရဲ့ကြောပတ်နဲ့ဓာရဲ့နှာသီးနားမှာကနုတ်ဖော်ရတာဟာစိတ်ချရတယ်လို့မျိုးအမားလည်းမခံဘူးဗျတစ်ချက်ချော်လိုက်ရင်ဓာတက်လက်လို့အလတ်အသက်ဖြစ်ကုန်မှာဟုတ်ဗျကိုတန်းလိုက်ရင်လက်ရတကယ်ကိုမှအနုစိတ်လုံးနေဗျဓာတက်လက်ကိုကန်ကြည့်လိုက်ရင်လည်းလက်နဲ့တစ်ခုကိုကန်ထားရတယ်လို့မဟုတ်ဘဲနဲ့အနုပညာပစ္စည်းတစ်ခုကိုစုပ်ကန်ထားတယ်လို့ခံစားမှုမျိုးလေးပေးတယ်ဗျကျုပ်တို့ရွာရဲ့ဗပဲပညာလည်းဂုံယူရတာပေါ့ဗျကိုတန်းလိုက်ရင်ဗပဲကိုကနေအပြန်နေကလည်းအနောက်ဘက်ကနီးရဲနေပြီဗျအိမ်ဘက်ကိုတဖြည်းဖြည်းချင်းရှောက်လာနေတော့ကျုပ်အိမ်သားကိုရောက်ခံနေပါပဲလူအုပ်ကြီးတစုတပြုံကြီးကိုတွေးလိုက်ရတယ်ဗျလာပါဦးမောင်မင်းထင်ရဲ့ဟိုမှာမတ်စင်ခင်တယောက်ဘာတွေဖြစ်မှန်းလဲမသိပါဘူးဗျဘာကြီးဘိုးလိုကလည်းကျုပ်ကိုမြင်တော့လေအပြေးလွှားနဲ့လာခေါ်တယ်ဗျကျုပ်ကလည်းအရှင်တွေကိုတိတာနဲ့တင်အိမ်ထဲကိုခဏဝင်လွယ်ကိုလိုအပ်တာတွေပစ္စည်းတွေယူပြီးတော့မတ်စင်ခင်နဲ့အိမ်ဘက်ကိုခက်တွတ်တွတ်လေးပဲလိုက်ခဲ့တာပေါ့မတ်စင်ခင်တို့ရဲ့အိမ်ရှိကိုရောက်တော့လူတွေကလည်းဝိုင်းအောင်ပြီးတော့ကြည်နေကြတာပေါ့ဗျအိမ်ပေါ်မှာတော့လေမတ်စင်ခင်ကသပင်ကိုဖားလာချမျက်လုံးကြီးကလည်းပြူးထွက်မတက်ကူနီရဲနေပြီးတော့အတန်ကြီးကလည်းဟိမ့်ထွက်နေတယ်ဗျငါ့ကိုဘသူမှမတားနဲ့ငါ့ကိုတက်ရှင်တဲ့ကောင်လာခဲ့ငါဒီကောင်မရဲ့အသေးကိုစားမယ်အတန်ကမက်ဆင်ခင်ရဲ့အတန်မဟုတ်ဘူးဗျအကွဲကွဲနဲ့နားထဲမှာကြောချမ်းချင်စရာကြီးသူ့ယောက်ျားကိုဖိုးတောင်ကလည်းကြောက်ကြောက်လန့်နဲ့ဘေးကလည်းဝိုင်းချုပ်ထားတာပေါ့ဗျကျုပ်အိမ်ပေါ်ကိုတက်သွားတော့မက်ဆင်ခင်ကကျုပ်ကိုစူးစူးကားကားနဲ့စိုက်ကြည့်ပြီးတော့အန်ကျိတ်ပြတယ်ဗျမင်းထင်လားမင်းဟာဝိဇာလန်းစဉ်လိုက်နေတယ်ဆိုတော့ငါ့ကိုနင်ထုတ်ချင်တာလားမင်းတက်နိုင်ပါဘူးကွာကျုပ်ကတော့ဘာမှပြန်မပြောသေးပဲနဲ့တည်ငြိမ်စွာနဲ့ပဲနေရာကနေထိုင်လိုက်တယ်ပြီးတော့မှလွယ်အိတ်ထဲကအမွှေးတိုင်၃နိုင်ကိုထွန်းရေအေးတစ်ခွက်ကိုယူပြီးတော့ဂါရာတော်နေသစ္စာဆိုပြီးတော့အတိတ်ထံပြုတ်လိုက်တယ်ဗျကဲမတ်စင်ခင်ရဲ့ကိုယ်ထဲမှာရောက်နေတဲ့ပုဂ္ဂိုလ်တင်ဟာဘာတူလဲဘာကြောင့်ဒီလိုမျိုးနှိပ်စက်နေရတာလဲအခုပဲကောင်းကောင်းမွန်မွန်ထွက်သွားမလားဒါမှမဟုတ်ရင်လေကျုပ်ကနှင်းရမလားကျုပ်ကအတန်ခက်ပြက်ပြက်နဲ့ပြောလိုက်တော့မတ်စင်ခင်ကကိုရိမ့်ထိုးပြီးတော့မှတာဟာဟာနဲ့ရီပါလေရောဗျမထွက်ဘူးဗျာမထွက်ဘူးဒီကောင်မကငါနေမြေတွေကတစ်ပင်ကိုလာစော်ကားတာငါသူ့ကိုအသေးတက်မှာကျုပ်ကတိလိုက်ပြီဒါရွာပြင်းကညောင်ပင်ကြီးမှာအမိပြုတ်ထားတဲ့စုံတစ်မျိုးပဲရှေ့ရမယ်ဗျကျုပ်ကလည်းအချိန်ဆွဲမနေတော့ရင်းနဲ့ဖျားကုံတော်ကိုးပါးကိုရွတ်လိုက်ပြီးတော့အမွှေးတိုင်းကထွက်တဲ့အကိုးငွေတွေကိုမတ်စင်ခင်ရဲ့မျက်နာနားမှာဝှေ့ရမ်းပေးလိုက်တယ်ပြီးတော့မှလက်ထဲကမန်နန်စုပ်ထားတဲ့ရေအေးနဲ့မတ်စင်ခင်ရဲ့ထိတ်လေတက်တက်ကိုဖျန်းချလိုက်တယ်ဗျထွက်သွားစမ်းအခုချက်ချင်းထွက်ကျုပ်အမိတ်တန်ပေးတဲ့ဟောက်လိုက်တဲ့အခါမှာပဲမတ်စင်ခင်တကူလုံးတုံတက်သွားပြီးတော့မြေကြီးပေါ်မှာလူးလိန်တော့တာပဲဗက်ဆက်ကနေလည်းအမြုပ်တွေထွက်လာပြီဗျပူလာပြီထွက်သွားပြီဗျာထွက်သွားပြီအဲ့လိုမျိုးအော်ဟစ်နေတော့တာပဲနောက်ဆုံးတစ်ချက်မှာတော့မတ်စင်ခင်ကဝုန်းကနေပြန်လဲကျသွားပြီးတော့ငိမ့်တက်သွားတယ်ဗျခဏနေတော့မှမျက်လုံးလေးပုတ်ခတ်နဲ့ပြန်ပွင့်လာပြီးတော့ဟမ်ကိုဘုသူလူတွေအများကြီးပါလားကျမဘာဖြစ်သွားတာလဲမတ်စင်ခင်ကဘာမှမမှတ်မိတော့ဘဲနဲ့မေးတယ်ကျုပ်ကလည်းသူ့အတွက်ဘေးရန်ကင်းအောင်လို့ဆိုပြီးတော့အန်ရီယကင်းကာတာရွတ်ဖတ်ထားတဲ့လက်ဖွဲ့လေးတစ်ခုလည်းပေးလိုက်ခဲ့တယ်နားဘူးလည်းမှားကြားခဲ့တာပေါ့လေနေဝင်ဒီရောအချိန်မှာကျုပ်အိမ်ကိုပြန်လျှောက်လာရင်းနဲ့ဝိဇ္ဇာလန်းစင်ဆိုတာဒီလိုဒုက္ခရောက်နေတဲ့သူတွေကိုကဲတင်ဖို့ပါလားဆိုတဲ့အတွေးကရင်ထဲမှာတမျိုးခန်းစားလိုက်ရတယ်ဗျညာဥပိုင်းရောက်တော့ဖုတ်တန်းတော်ရွာလေးကတိတ်ဆိတ်လို့ဗျအင်ကြီးကတစ်ပင်အိုကြီးစီကနေပြီးတော့ပစင်းရင်ခွဲတွေတွန်တန်တွေကလည်းခတ်တဲ့လေးထွက်ပေါ်နေတယ်အမေကတော့လေအင်ချစ်ကိုပြစ်ပေါ်ကအကျန်းရီအိုးလေးကိုချပြီးတော့ကျုပ်ကိုစောင့်နေတာပေါ့ကဲတာအမေကိုပြောပြပါအောင်ခရီးတွေထွက်နေတာဘယ်တွေများရောက်ခဲ့တယ်လဲဘာတွေများကြုံခဲ့လဲဆိုတာအမေကလည်းတာသွားလီရမှာဘေးရန်ကင်းပါစေလို့ဆုတောင်းနေရတာအမေရဲ့စကားတန်ကနှွေးထွေးလွန်းလို့ကျုပ်ရဲ့ရင်ထဲမှာခရီးပန်းလာသမျှအကုန်ပျောက်သွားသလိုပဲဗျကျုပ်ကလည်းရင်နှွေးချမ်းတစ်ခွက်ကိုဖြည်းဖြည်းချင်းခတ်တောက်ရင်းကနေပြီးတော့လွန်ခဲ့တဲ့ရက်ပိုင်းကအဖြစ်ပြက်တွေကိုစပြီးတော့ပြောပြတယ်ဗျစုံးကဝေတရေနွားအတိုက်တွေကြုံတွေ့ခဲ့ရတဲ့နှိမ်နှင်းခဲ့ရတဲ့အကြောင်းတွေပင်လောင်းကနတ်ပုံးတောင်အကြောင်းလမ်းမှာတွေ့ခဲ့တဲ့တောတောင်အလှပတွေနဲ့ထူးဆန်းတဲ့အဖြစ်ပြက်တွေတစ်ခုချင်းစီကိုအသေးစိတ်ပြောပြမိတာပေါ့အမေကတော့မျက်တောင်မခတ်တန်းကိုနားထောင်နေပြီးတော့တခါလေကြရင်လေတာရုလို့တာယာစွာနဲ့ခေါ်တာဗျမင်းထင်တာဟာဝိဇ္ဇာလန်းစဉ်ကိုလိုက်နေတာဆိုတော့လူတွေကိုကဲတင်နိုင်တာအမေဝမ်းသာပါတယ်ကွယ်ဒါပေမဲ့လေကိုလည်းကျူးဆိုင်အောင်ခုနကမက်ခိန်စင်ကိုကဲပေးလိုက်တာကလည်းအမေကြားတယ်တားမှလည်းပေးရန်လေးသူဝိုင်းနေနိုင်တာကိုကွအမေကစိုးရင်တာကြောင့်နဲ့ပြောတော့ကျုပ်ကလည်းအမေလက်ကိုအตาရလေးစုပ်ကင်လိုက်တယ်ဗျစိတ်ချပါမေရဲ့
ကျုပ်ကဆရာသမားတွေသင်ပေးထားတဲ့အတိုင်းမြစ်တာကိုအရင်ခံပြီးတော့လှုပ်တာဆိုတော့လေဘယ်အနေမှလည်းမလာနိုင်ပါဘူးကျုပ်ခရီးသွားနေတဲ့တစ်ချောက်လုံးအမေလှုပ်ပေးလိုက်တဲ့ဓမင်းကျော်နဲ့လက်ဖက်တုပ်လေးကိုဘလောက်တောင်လွမ်းနေရလဲတိလားဗျကျုပ်ကစားနောက်လိုက်တော့မှအမေကလည်းပြုံးနိုင်တော့တယ်ဗျအမေသိတာပေါ့တာရဲ့ဒါကြောင့်မို့လို့လေဒီညသားကြိုက်တဲ့ငါဖေဟင်းလေးနဲ့အမေအားရပါရအောင်ရှက်ကျွေးမှာခီးပြန်ရောက်တုံးလေးအမေနားလေးမှာအေးစစ်စစ်နားပါအောင်လာရောက်ကအင်ချစ်ကွပ်ပြစ်လေးမှာဖျားကျနေပြီးတော့အမေနဲ့ကျုံတဲ့စကားဝိုင်းလေးကတော့ကြည်နူးစရာတီးပေါ့ဗျာဒီလိုအေးချမ်းတဲ့ညမျိုးမှာအမေရဲ့ရင်ခွင်ရိပ်အောက်မှာပြန်လဲရောက်နေတာဟာကျုပ်တော့ဝိဇာခီးစင်ရဲ့အပန်းဖြေစကန်လေးတစ်ခုပါပဲဗျအမေနဲ့စကားပြောပြီးတဲ့နောက်မှာတော့နောက်တနေ့မနက်မှာတော့ကျုပ်ကဆော့ဆော့စီစီရေမိုးချိုးပြီးတော့အိမ်နောက်ဘက်ကအနောက်ကျောင်းလူအများကခေါ်ကြတဲ့ဖုန်းကျောင်းဘက်ကိုထွက်လာခဲ့တယ်ဗျဒီကျောင်းကကျုပ်တို့ငငယ်လေးကလေးကစာသင်ခဲ့တဲ့နေရာဆရာတော်ဥကုမာရကလည်းကျုပ်ရဲ့ဘေးရင်အတက်ပညာရှေခံတွေကိုလည်းလမ်းညွန်ပေးခဲ့တဲ့ငယ်ဆရာပေါ့ဗျာကျောင်းဝင်းထဲကိုရောက်တော့တစ်ပင်ကြီးတွေအုပ်အုပ်ဆိုင်ဆိုင်နဲ့တော်တော်လေးကိုအေးချမ်းနေဗျဆရာတော်ကလည်းကျောင်းကပြသက်ရှိကကုန်းပတ်လေးပေါ်မှာဇင်းကြံလျှောက်နေတာကိုတွေ့ရတယ်ဗျအချင်းဖေတပည့်တော်မင်းထင်ပြန်ရောက်လာပါပြီဖေကျုပ်ကလှမ်းလျှောက်သွားပြီးတော့ဆရာတော်ကိုတီချင်း9အင်းနဲ့ရှစ်ခိုးလိုက်တယ်ဗျဆရာတော်ကတက်တော်က60ကျော်ဆိုပေမဲ့လေမျက်နှာတော်ကကြည်လင်ဝင်းပါနေတော့ပဲဗျအေးမောင်မင်းထင်ပြန်ရောက်လာပြီလားမင်းလာမဲ့အချိန်ကိုပုံကလည်းမျောနေတာကဲလားကျောင်းပေါ်ကိုတက်ပြီးတော့စကားပြောကြရအောင်ကျောင်းပေါ်ကိုရောက်တော့ကျုပ်ကလည်းဆရာတော်အတွက်ယူလာတဲ့ဈေးပစ္စည်းလေးတွေကိုအပ်လူပြီးတော့ကျုပ်ရဲ့ဝိဇာခီးစဉ်အတွေ့အကြုံတွေကြုံတွေ့ခဲ့ရတယ်ကိုရှောက်တင်တာပေါ့အထူးသဖြင့်တော့လော်ဂီအတက်ပညာတွေကိုအသုံးချတဲ့အခါစိတ်အစွဲလန်းဖြစ်တဲ့အကြောင်းအရာတွေကိုလည်းရှောက်တင်ပြီးတယ်ဆရာတော်ကခပ်ပြုံးနေပဲစုံးမပေးရှာတယ်ဗျမောင်မင်းထေဝိဇာလန်းဆိုတာကလည်းတကူပြဖို့မဟုတ်ဘူးဝိဇာဆိုတဲ့စကားလုံးအတိုင်းကိုအမောင်ကိုခွင်းနဲ့အလင်းဖြစ်ဖို့ပဲမင်းကပင်လောင်းမှာအမေကြီးကိုကယ်တင်ခဲ့တယ်မနေ့ကမခင်စင်ကိုစုံပူနေတာကိုထုတ်ပေးတာတွေကလည်းကောင်းတဲ့အလုပ်တွေပါပဲဒါပေမဲ့လည်းတတိထားရမှာကငါတက်တယ်ငါတော်တယ်ဆိုတဲ့မာမာနတွေဝိဇာလန်းစင်နဲ့အကြီးမားဆုံးရန်သူပဲဆရာတော်ရဲ့စကားကလည်းကျုပ်ရဲ့ရင်ထဲမှာဒိန်းကနေကိုရိုက်ခတ်သွားစီတယ်ဗျကျုပ်ကကောင်းငုံပြီးတော့နားထောင်နေတော့ဆရာတော်ကလည်းဆက်ပြီးတော့မိတ်မြန်နေလောကီပညာဆိုတာဟာဓာတ်လိုပဲအတုံးချတတ်ရင်တော့လေဘေးရန်ကင်းမယ်မတုံးတတ်ရင်တော့လေကိုပြန်ရှမယ်မင်းကအဓိပတိဇာတာရှင်ဖြစ်တယ်လျောက်မှာလူအများပေါ်မှာဩဇာညောင်းလိမ့်မယ်အဲ့ဒီဩဇာကိုမေတ္တာနဲ့ပေါင်းဆက်ပါအတက်ပညာထက်အနည်းရတာဖြစ်တဲ့ဓမ္မကိုပို့ပြီးတော့အလေးထားပါမောင်မင်းထင်ရဲ့ဆရာတော်ကကျုပ်ကိုဝိဇာလန်းစဉ်ကိုပို့ပြီးတော့အဆင့်မြင့်တဲ့ကျင့်စဉ်တချို့နဲ့ကိုကာကွယ်ရမယ်ဂါထာတော်တွေကိုထပ်ပြီးတော့ရှင်းမြင်ပေးတယ်ငယ်ဆရာရဲ့အစုံးမအောက်မှာကျုပ်ရဲ့စိတ်ကလည်းပို့ပြီးတော့တည်ငြိမ်ရင့်ကျက်လာသလိုခံစားလိုက်ရတယ်ဗျမှန်လားပါဗျာဒါမဲ့တော့ဆရာတော်ဆုံးမတဲ့အတိုင်းမေတ္တာရှေ့ထားပြီးတော့ဆက်လက်ကြိုးစားပါမယ်ဗျာဆရာတော်ရဲ့စကားပြောပြီးကျောင်းပေါ်ကနေဆင်းလာတဲ့အခါနေအောင်ကလည်းတစ်ပင်ကြီးကြားကနေဖျားကျနေပြီးတော့ကျုပ်ရဲ့ချစ်ဆက်ရမယ်လမ်းစဉ်ကပို့ပြီးတော့ကြည်လင်လာသလိုဖြစ်သွားတယ်ဗျဆရာတော်ဥကုမာရကျောင်းကနေအပြန်တော်လန်လေးအတိုင်းကိုအေးစီစီပဲရှောက်လာနေတော့ရွာပြင်းကညောင်ပင်ကြီးအောက်မှာထူးထူးဆန်းဆန်းလူနှစ်ယောက်ရက်နေတာကိုတွေ့လိုက်ရတယ်နေပူကျဲကျဲမှာအသားမဲမဲလူကောင်ကြီးကြီးနဲ့လူတစ်ယောက်ကနေအရက်ပူပူကျုံမြင်မြင်ချင်းပဲမှတ်မိလိုက်တယ်ဒါဟာဝိဇာမန်အောင်တပည့်ဖြစ်စဉ်ကကျုံနဲ့ထိတ်တိုက်ခိုက်ခဲ့မှုတဲ့ဘိုးထင်နဲ့ကလုံငမောင်တို့ပဲဗျဆရာကျွန်တော်တို့ကိုမှတ်မိလားဗျကျုပ်တို့ကချက်ချင်းပဲမှတ်မိတာပေါ့သူတို့ကလည်းတချင်ကဝိဇာမန်အောင်ရဲ့တပည့်ကျုပ်ပညာတွေကိုသိမ့်ပြီးတော့လူကောင်းတွေဖြစ်သွားကြတဲ့သူတွေလေမှတ်မိတာပေါ့ဗျာဘိုးထင်နဲ့ငမောင်တို့ပဲဟာအရင်ကဝိဇာမန်အောင်လက်အောက်မှာကျုပ်နဲ့ထိတ်တိုက်တွေ့ခဲ့တာမဟုတ်လားဗျကျုပ်ကလည်းပြုံးပြုံးချင်နဲ့ပြန်နှုတ်ဆက်လိုက်တော့အရက်ပူပူနဲ့လက်ရငမောင်ကလည်းကျုပ်ရှိကိုတိုးလာပြီးတော့ကျုပ်ကိုရိုးရိုးသေးသေးနဲ့လက်အုပ်ရှိတယ်ဗျသူ့ပုံစံကအရင်လိုကြောချမ်းစရာမဟုတ်တော့ဘဲနဲ့အေးအေးဆေးဆေးပဲဗျဟုတ်ပါတယ်ဆရာမင်းတည်းရဲ့ကျုပ်တို့အရင်ကမိုက်ခဲ့တဲ့အတွက်ကိုတောင်းပန်ခြင်းလို့လာခဲ့တာပါဆရာကျုပ်တို့ရဲ့အောက်လန်းအတက်တွေကိုသိသိပြီးတော့လမ်းမှန်ပြပေးခဲ့တဲ့အတွက်အခုလိုမျိုးလူတော်တွေးရခဲ့တာဗျအခုတော့လေကျုပ်ကအောက်လန်းနီးတွေအကုန်လုံးစွန့်ပြီးတော့တော်ထဲမှာစီးမြစ်တွေနဲ့လူနာတွေကုသပေးတဲ့အလုပ်နဲ့ပဲအသက်မွေးနေပါတယ်ဘိုးတင်ကလည်းဘေးကကောင်းတညင်းရင်နဲ့ထောက်ခံချတယ်ဗျကျုပ်လည်းတူတူပါပဲဆရာကြီးရဲ့အရင်ကပညာတွေအားကိုးနဲ့လူမိုက်လုပ်ခဲ့တာအခုတော့လေတမ္ပါအာဇီဝအလုပ်ဝင်ရင်းကနေဆရာတော်ဥကုမာရစီမှာဥပုပ်သီလတွေကိုစောင့်တည်နေတာကြားပြီဗျဆရာဒီရွာကိုပြန်ရောက်တာကြားလို့အဝေးရောက်နေရနေတကူးကလာနှုတ်ဆက်တာပါကျုပ်ကလည်းသူတို့စကားတွေကြားတော့လေရင်ထဲမှာပီတိကိုဖြာသွားတာဟုတ်ဗျအရင်ကရန်သူတွေဖြစ်ခဲ့ကြပြီပဲလေအခုလိုလမ်းမှန်ဘုံကိုရောက်သွားကြတာမြင်ရတော့လေဝိဇာလမ်းစဉ်ရဲ့အောင်မြင်မှုတစ်ခုပဲလေဗျဝမ်းသာတာပေါ့ဗျာလူဆိုတာကလည်းအမားနဲ့မกินဘူးဗျအဓိကတော့အမားကိုတည်ပြီးတော့ပြင်နိုင်ဖို့ပဲဗျကျုပ်ကလည်းခမများတို့ရန်သူလိုမျိုးမတက်မတော့ပါဘူးဗျ
အခုလိုမျိုးလူကောင်းတွေဖြစ်သွားတာကိုမြင်ရတော့လေဝမ်းသာလာပါတယ်ဗျာညောင်မင်းရိပ်အောက်မှာကျုပ်တို့၃ယောက်သားအရင်ကအာကာသတွေကိုမေးပြပြီးတော့လောကီလောကုတ္တရာအကြောင်းတွေကိုပြန်လည်ဆွေးနွေးပြကြတယ်ဗျတချိန်ကတိုက်ခိုက်ခဲ့တဲ့စုံဆက်တွေလက်နက်တွေဂါရာတွေနေရာမှာအခုတော့မေတ္တာစကားတွေအစားထိုးလိုက်ကြတာပေါ့ညောင်မင်းကြီးအောက်မှာစကားပြောလို့ကောင်းနေတော့ဘိုးတင်နဲ့ငတ်မောင်တို့နှစ်ယောက်သားတယောက်မျက်နှာတယောက်ကြည့်ပြီးတော့မျက်မိတ်ပြလိုက်တာဗျပြီးတော့မှကျုပ်ချီမှာဒူးထောက်ချလိုက်ပြီးယူတီတီရှစ်ကိုကြတယ်ဗျဆရာမင်းတင်ကျုပ်တို့မှာတောင်းဆိုစရာတစ်ခုရှိတယ်ဗျအခုကျုပ်တို့လမ်းမှန်ပေါ်ကိုရောက်သွားပြီဆိုမဲ့လေပညာမဟုတုဒဘိုင်းမှာတော့လမ်းမပြောင်းရုံတမယ်ပဲရှိနေသေးတယ်ဗျအရင်ကကျုပ်တို့တွေတက်ခဲ့တဲ့အောက်လမ်းအတက်ပညာတွေကလူတွေကိုဒုက္ခပေးဖို့သိပါတယ်ဗျအခုတော့လေကျုပ်တို့အဲ့ဒီအမောင်လောကတွေဘယ်တော့မှပြန်မလျှောက်ချင်တော့ဘူးဗျအရက်ပူပူနဲ့ငတ်မောင်ကလည်းအတန်ကိုနှိမ့်ချပြီးတော့ဆက်ပြောတယ်ဒါကြောင့်ဆရာကိုကျုပ်တို့ရဲ့ဆရာအရင်လို့တတ်မှတ်ပြီးတော့တပည့်အရင်ဖြစ်နေလက်ခံစေချင်ပါတယ်ဗျဆရာစီကဗေဒဝိဇ္ဇာအလင်းပညာတွေကိုလည်းသင်ယူပြီးတော့ကျုပ်တို့ရဲ့ကြံရှိနေတဲ့ဘဝတွေကိုလူတွေကိုအကျိုးပြုတဲ့နေရာတွေမှာအသုံးချခြင်းလို့ပါဗျကျုပ်တို့တပည့်ရှင်းနေပဲလက်ခံပေးပါဆရာဘိုးရင်ကလည်းသူ့ရဲ့တန်မာရဲ့လက်နှစ်ဖက်ကိုစုထားရင်းကနေပြီးတော့ဟုတ်ပါတယ်ဆရာကျုပ်တို့ရဲ့ပညာတွေကိုလူတက်ဖို့အတွက်မဟုတ်ဘဲနဲ့အမောင်ကိုခွင်းဖို့နေရာတွေမှာအသုံးချခြင်းတော့ပါရဲ့ဗျဆရာရဲ့ဝိဇ္ဇာလမ်းစဉ်တွေနောက်ကိုကျုပ်တို့ဒီတသက်လုံးလိုက်ခွင့်ပြုပါကျုပ်ကလည်းသူတို့ရဲ့မျက်လုံးတွေထဲမှာရိုးသားတဲ့တရားတရားတွေကိုမြင်ရတော့စိတ်ထဲမှာတော်တော်လေးကိုရှင်းကျင်ပြီးသွားတာပေါ့ဆရာကောင်းတပည့်ကောင်းဆိုတာကလည်းဝိဇ္ဇာလမ်းမှာအရေးကြီးတာဟုတ်ဗျကျုပ်ကလည်းသူတို့နှစ်ယောက်ကိုထူမပေးလိုက်ရင်ကလေကဲထားကြပါဦးဗျခမည်းတော်ရဲ့စိတ်ရင်းကိုကျုပ်ကယုံကြည်ပါတယ်ဗျဝိဇ္ဇာလမ်းစဉ်ဆိုတာခက်ခဲနေတယ်ဗျကိုနိုင်ပါသူတစ်ပါးကိုကဲနိုင်ပါခမည်းတော်တကယ်ပဲမေတ္တာတရားနဲ့တစ္ဆာတရားကိုစုပ်ကင်ထားနိုင်မယ်ဆိုရင်တော့လေကျုပ်လက်ခံပါတယ်ဗျကျုပ်တို့တွေအတူတူကုသိုလ်ပြုကြတာပေါ့ဗျကျုပ်စကားလေးဆုံးရောသူတို့ရဲ့မျက်နှာတွေပေါ်မှာဝမ်းသာအားရနေတာကိုကျုပ်တွေ့ရတယ်ဗျတစ်ချိန်ကကျုပ်တို့တွေအသေးလဲတိုက်ခိုက်ခဲ့တဲ့ရန်သူတွေနှစ်ယောက်ဟာအခုတော့လေကျုပ်ရဲ့ဝိဇ္ဇာလမ်းစဉ်မှာအားကိုးရမယ်တပည့်ရင်းတွေဖြစ်လာကြပြီဗျကျေးဇူးကြီးလာပါတယ်ဆရာကျုပ်တို့ကိုတပည့်လို့သဘောထားပြီးတော့ခိုင်းစီပါဗျဘိုးတင်နဲ့ငမောင်တို့ရဲ့စကားတန်တွေကလည်းညောင်ပင်ရိပ်အောက်မှာကြည်လင်စွာနဲ့ပဲ့တင်ထက်သွားတယ်ဗျကျုပ်လည်းခရီးစဉ်ကတော့ပို့ပြီးတော့စီကားလာအောင်ပါပဲလို့တွေးလိုက်မြင်ကနေသူတို့ကိုခေါ်ပြီးတော့အိမ်ဘက်ကိုပြန်လာခဲ့တယ်ဗျကဲခမည်းတော်ကအတိတ်ကအမောင်လန်းကိုစွန့်ပြီးတော့အလင်းဘက်ကိုကူးလာကြပြီဆိုတော့နာမည်အဟောင်းတွေကိုဒီနေ့ကနေစပြီးတော့ဖျောက်ပြကြစို့ဗျနာမည်တစ်လူတစ်စိတ်တစ်နဲ့ဖြစ်အောင်လို့ကျုပ်ကနာမည်အတစ်တွေမှဲ့ပေးမယ်ဗျခမည်းကထွားထွားကြိုင်းကြိုင်းပြီးတော့အောက်လန်းအတက်မှာကျွမ်းကျင်တဲ့ဘိုးထင်ကိုကြည့်ပြီးတော့ဘိုးတင်မင်းကတန်မာတဲ့ဖြက်လက်တယ်ပြီးတော့တင်းငိမ့်နေဒါကြောင့်မလို့ဒီနေ့ကနေစပြီးတော့မင်းကိုငါကြားငယ်ဆိုပြီးတော့ခေါ်မယ်ကွာမင်းရဲ့ပညာတွေကိုအားနည်းတဲ့လူတွေကိုကာကွယ်တဲ့နေရာမှာအသုံးချရမယ်ဘိုးတင်ကဝမ်းသာအားရနဲ့ဟုတ်ကဲ့ပါဆရာဒီနေ့ကစပြီးတော့ကျုပ်ဟာကြားငယ်ပါပဲဗျအဲ့လိုဂတိပေးရှာတယ်ဗျပြီးတော့ကျုပ်ကအရက်ပုပုနဲ့လက်ရငမောင်ဘက်ကိုလှည့်ကြည့်လိုက်ပြီးတော့ငမောင်မင်းကတော့ဖြတ်ထိုးညံလဲကောင်းပြီးတော့တွက်လက်တယ်ဒါကြောင့်မလို့မင်းကငတ်ဖြိုးလိုပဲနာမည်ပေးလိုက်မယ်မင်းရဲ့အတက်ပညာတွေကတော့လူနာတွေကိုကုသပေးတဲ့နေရာမှာဖြိုးဖြိုးဖြက်ဖြက်နဲ့အကျိုးပြုနိုင်ပါစေဗျာငါဖြိုးကလည်းပြုံးပြပြနဲ့နာမည်အစ်စ်လေးကိုကျုပ်နဲ့အတော်ကိုလိုက်တာပဲဆရာရဲ့ကျေးဇူးပါပဲဗျာအဲ့လိုဆိုတယ်ဗျာဒီနေ့ကနေစပြီးတော့ကျုပ်တို့အိမ်နောက်ဖေးကပညာသင်ဝိုင်းကကြားငယ်နဲ့ငါဖြိုးတို့နှစ်ယောက်ဟာကျုပ်ရဲ့လက်ယုံတစ်ဖက်ရင်းတွေဖြစ်လာကြတာပေါ့ပညာသင်ပုံအစစ်စင်ကတော့ကြားငယ်အတွက်ကတော့တမထအရှိခံအတက်ပညာတွေသင်ပေးတယ်ဗျငါဖြိုးအတွက်ကတော့ဘေးရင်ကိုအဓိကထားပြီးသင်ပေးတယ်ဗျကျုပ်ကလည်းတပည့်သင်နှစ်ယောက်နဲ့တူဝိဇ္ဇာလမ်းစဉ်ကိုပို့ပြီးတော့အာယုံဆိုင်ကြင့်ကြံရင်းကနေဖုတ်ထန်းတော်ရွာကလေးမှာပညာတွေကိုဖြန့်ဝေနေမိတာပေါ့ဗျာကျုပ်ကလည်းကြားငယ်နဲ့ငါဖြိုးကိုပညာတွေသင်ပေးရင်တစ်ဖက်မှာလည်းသူတို့ရဲ့စိတ်အစဉ်ကိုစမ်းတက်ဖို့ရွာပြင်ကသင်္ချိုင်းအဟောင်းသားကဝယုံတော်တွေကိုခေါ်သွားတယ်ဗျဝိဇ္ဇာပညာဆိုတာကလည်းစာတွေ့တယ်မကဘူးဗျလက်တွေ့ကစိတ်တဲ့ကြံ့ခိုင်မှုကလည်းအဓိကကြတာကိုဗျကဲကြားငယ်မင်းကတမထအရှိခံကိုလေ့ကျင့်နေတာဆိုတော့စိတ်ကိုတနေရာထဲမှာစူးစီးပါဒီကနေ့ညမင်းဝယုံအောက်မှာပဲတယောက်တည်းတရားထိုင်ရမယ်ဘာတွေပဲမြင်ရဘာတန်ပဲကြားရစိတ်ကိုမတုံ့လှုပ်စေနဲ့မင်းရဲ့စိတ်အချိန်နဲ့ဒီဝယုံပင်ပတ်လင်မှာအလင်းစီတစ်ခုကိုတားထားနိုင်ရမယ်ကွာကြားငယ်ကလည်းတီငင်နဲ့ပဲကောင်းကြီးပြပြီးတော့တမ်မလင်ခွေထိုင်ချလိုက်တယ်ဗျသူ့ရဲ့တန်မာတဲ့ကိုလုံးကြီးကလာရအောက်မှာကြောက်ရွံ့ကြီးတစ်ခုလိုပဲဗျကျုပ်ကငါဖြိုးဘက်ကိုလှည့်လိုက်ပြီးတော့ငါဖြိုးမင်းကဘေးရင်ပညာရဲ့အခြေခံဖြစ်တဲ့လက်ခတ်တာယာတွေကိုတက်ရိုက်ဓာတ်စင်နေနဲ့လေ့ကျင့်ရမယ်လေ့လာရမယ်အခုကောင်းငင်ကိုကြည်စမ်းကျယ်ရဲ့တီနေရာကိုကြည့်ပြီးတော့မနှက်ပြန်ဒီရွာမှာဘာတွေဖြစ်မလဲဘာတွေဖြစ်နိုင်မလဲဆိုတာမင်းတွက်ချက်ကြည့်ပါဝိဇ္ဇာအတက်ဆိုတာကလည်းကြိုတင်သိမြင်ခြင်းနဲ့ကာကွယ်ခြင်းလေးပါတယ်ဗျငါဖြူကသူ့ရဲ့မျက်လုံးစူးစူးတွေနဲ့ကောင်းငင်ရံကိုမောကြည့်လို့လက်ချောင်းလေးတွေနဲ့တစ်ဖြက်ဖြက်နဲ့တွက်ချက်နေတာပေါ့ဗျ
ကျုပ်ကတော့သူတို့နှစ်ယောက်ကိုခက်လန်းလန်းကနေစောင့်ကြည့်နေပြီလေဗျတကောင်ရန်ရှင်ရောက်တော့ဝယုံတော်တွေကနေလေတိုက်တန်တွေကထူးထူးဆန်းဆန်းဥဟောင်းတန်တွေပါပြောင်းလဲသွားတာဟုတ်ဗျကြားငယ်ရဲ့ပက်ပက်လေးမှာတော့သူ့ရဲ့ကြင့်ကြံထားတဲ့တမထအရှင်ကြောင့်မိန်ပြပြအလင်းဝင်းလေးတစ်ခုကလည်းပေါ်နေတာကိုကျုပ်ကမြင်နေရတယ်ဗျစီဟာကျုပ်တွက်လို့ရပါပြီငါဖြိုးကလည်းကျုပ်နာကိုတူတူလေးကတ်လာတယ်ဗျမနေ့ဖြန်မိုးမလင်းခင်မှာရွာရဲ့အနောက်တောင်ဘက်ကမကောင်းတဲ့အငွေ့တက်တွေဝင်လာဖို့ရှိတယ်ဆရာကြီးယောဂါဗျာလားအဖြစ်အစည်းလာတော့ကျုပ်လည်းတေချာမသိဘူးဒါပေမဲ့လည်းတရွာလုံးကိုတိတ်ရောက်နိုင်တဲ့ဓာတ်တစ်မျိုးတဘာဝမျိုးဗျကျုပ်ကလည်းငါဖြိုးရဲ့တွက်ချက်မှုကိုနားထောင်ပြီးတော့ကောင်းကြီးလိုက်ပြီလေကောင်းပြီဒါဆိုရင်ကြားငယ်ရဲ့တည်ငြိမ်တဲ့စိတ်အားနဲ့မင်းရဲ့တွက်ချက်မှုပညာပေါင်းဆက်ရမယ်မနေ့ပြန်ကျုပ်တို့ရွာကိုဘလို့ကာဝေးရမလဲဆိုတာပြင်ဆင်ကြစို့ကျုပ်ကတပည့်တင်နှစ်ယောက်ဟာတယောက်ကအင်အားတယောက်ကတော့ဉာဏ်ပညာဆိုသလိုကျုပ်ရဲ့လက်ယုံတွေအဖြစ်နဲ့တဖြည်းဖြည်းနဲ့အသားကျလာပြီဗျမနေ့ပြန်ရင်ဆိုင်ရမယ်အန်ဒီယန်ကဘာပဲဖြစ်ဖြစ်ကျုပ်တို့ဆရာတော်ဘက်၃ယောက်သားဝိဇာပညာလမ်းစဉ်အတိုင်းအကောင်းဆုံးရင်ဆိုင်သွားဖို့ဆုံးဖြတ်လိုက်တာပေါ့ဗျာမိုးတောက်ရန်အချိန်ရောက်တော့အဖြိုးထွက်ထားတဲ့အတိုင်းပဲရွာနောက်ဖက်ကနေပြီးတော့မူရိုးကြီးစီကပုံမှန်မဟုတ်တဲ့မိကိုမဲမဲကြီးတွေကဖုတ်ထန်းတော့ရွာလေးစီကိုတလိမ့်လိမ့်နဲ့တိုးဝင်လာတယ်ဗျအဲ့ဒီမိကိုတွေနဲ့အတူခွေးအောင်တန်တွေကလည်းတရွာလုံးကိုစူညံသွားတယ်ဗျကြားငယ်ငါဖြူအချိန်ရောက်ပြီကွာမင်းတို့တင်ထားတဲ့ပညာတွေကိုအသုံးချရမယ်ရှိမယ်ကျုပ်ကအမိတ်ပြန်လိုက်တာနဲ့တင်ကြားငယ်ကလည်းအရှိကမမရက်လိုက်တယ်ဗျသူကတမထအရှိနဲ့စူးစီးထားပြီးတော့စိတ်တက်ကိုလည်းလက်ဝါးနှစ်ဖက်ထဲမှာထည့်လိုက်ပြီးတော့မြေကြီးကိုခပ်ပြင်းပြင်းလေးရိုက်ချလိုက်တာပေါ့ဖုံးဆိုတဲ့အတန်ကအတန်ကြီးနဲ့တူကြားငယ်ရဲ့လက်ဝါးတွေကနေပေါ်ထွက်လာတဲ့အဖြူရောင်အလင်းတန်းတွေကလည်းရွာလန်းတစ်ချောင်းလုံးမှာဇီးတစ်ခုလိုမျိုးကာစီးသွားတယ်ဗျမိကိုတွေကလည်းအဲ့ဒီအလင်းကိုအဲ့ဒီအလင်းစီးနဲ့ထိတာနဲ့တစ်ချက်ချက်အငွေ့ပြန်သွားတာကိုမြင်ရတာလေအံ့ဩစရာပဲဗျစီရဒါကအောက်လန်းဒီနဲ့လွတ်လိုက်တဲ့အတိုက်မျိုးပဲဗျကျုပ်ဓာတ်ပြန်ရိုက်မှရမယ်ငါဖြိုးကပြပြဆူဆူနဲ့သူ့လွယ်အိတ်ထဲကနေပြီးတော့တဲဖြူတွေကိုယူဂါရာမန်နန်တွေကိုရွတ်ဖတ်ပြီးတော့ရွာဦးကချွေကူကြီးဖျားဘက်ကိုမျက်နှာမူပတ်ကျဲလိုက်တယ်ငါဖြိုးရဲ့ဘေးတင်တွက်ချက်မှုရအနောက်တောင်ကလာတဲ့အညံ့ကိုအချစ်မြောက်ကအောင်မြေဓာတ်နဲ့ပြန်ပြီးတော့နှိမ်နှင်းလိုက်တာပေါ့မကြပါဘူးဗျာတလိမ့်လိမ့်တက်လာတဲ့မြူကိုအမဲတွေကတဖြည်းဖြည်းနဲ့ကျဲပါသွားပြီးတော့နေအောင်ကြီးကလည်းမကြီးပင်တန်းတွေကြားကနေထိုးပေါက်ထွက်ပေါ်လာတာပဲဗျတရွာလုံးကလည်းပြန်လဲတိတ်ဆိတ်သွားပြီးတော့လေတုကလည်းအရင်လိုမျိုးပြန်လဲလက်ဆက်သွားတာပေါ့ဗျာတာရုပါဗျာမင်းတို့နှစ်ယောက်စလုံးတော်ကြပါလေကျုပ်ကလည်းတပည့်နှစ်ယောက်ကိုရှီးကျူးလိုက်တော့ကြားငယ်ကလည်းအရင်တိုင်းပဲတီတီငင်ငင်ပဲဗျငါဖြိုးကတော့ပြုံးဖြီးဖြီးနဲ့ပဲနေတာပေါ့ဗျာဒါဟာဝေရဝိဇာလမ်းစဉ်ရဲ့အစပဲရှိသေးတဲ့ကြားငယ်နဲ့ငါဖြိုးတို့အခုတော့ရွာကိုကာကွယ်နိုင်ခဲ့ပြီဒါပေမဲ့လည်းဒီအမောင်ပညာကိုဘသူကလွတ်တယ်ဆိုတာကိုတော့ကျုပ်တို့တွေစုံစမ်းရအောင်မေကျုပ်ကပြောဆိုရင်းကနေဝေးလံတဲ့တောဘက်ကိုလှမ်းကြည့်လိုက်မိတယ်ဖုတ်တန်းတော်ရွာကလေးကလည်းအေးချမ်းသွားပြီဆိုပေမဲ့လည်းကျုပ်တို့ဆရာတပည့်၃ယောက်ရဲ့ခရီးကတော့ပို့ပြီးတော့စိတ်လှုပ်ရှားစရာကောင်းလာအောင်မှာတော့အမှန်ပဲဗျနေအောင်ကြီးကလည်းတစ်ပင်တန်းတွေကြားကနေဝင်းကနေထွက်လာတဲ့အချိန်မှာတော့ရွာတွေကကျူးကျော်ဝင်ရောက်လာတဲ့မိကိုမဲကြီးတွေဟာလုံးဝအုပ်တုံပျောက်ကွယ်သွားပြီပေါ့ဗျာဒါပေမဲ့လည်းကျုပ်စိတ်ထဲမှာတော့တခုခုကိုတတိထားမိတယ်ဗျဒါကတော့ကြားငယ်တားဆီးလိုက်တဲ့အလင်းစီးနာမှာကြံ့ရည်နေခဲ့တဲ့ထူးဆန်းတဲ့အရာတစ်ခုပဲကြားငယ်ဟိုနာကမြေကြီးပေါ်မှာကြံနေတာဘာလဲဆိုတာကိုသွားကြည့်စမ်းကျုပ်ကအမိတ်ပြန်လိုက်တော့ကြားငယ်ကလည်းခွတ်တွတ်တလေးသွားကြည့်တယ်ဗျပြီးတော့မှပဲမြေကြီးပေါ်ကအယိုးစုပုံစံထွင်းထားတဲ့တစ်သားရုပ်ထုတေးသေးလေးတစ်ခုကိုလည်းကောက်ယူသွားတာပေါ့အဲ့ဒီရုပ်ထုရဲ့ပက်ပက်လေးမှာအနီရောင်ရှီမင်းနဲ့ရက်ပတ်ထားတဲ့ကြောက်စရာကောင်းတဲ့အင်္ဂွက်တွေနဲ့ရေးထားတယ်ဗျဆရာဒါဆုံးဆက်ပဲဗျတစုံတယောက်ကရွာကိုရည်ရွယ်ချက်ရှိရှိနဲ့လှုပ်ကြံတာပဲငါဖြိုးကရုပ်ထုကိုမြင်တာနဲ့တင်မျက်လုံးပြူးသွားပြီးတော့တွက်ချက်မှုအစ်စ်ကိုလည်းစလုပ်တော့တာပေါ့ဟုတ်တယ်ငါဖြိုးဒီအောက်လန်းကြီးကတာမန်မဟုတ်ဘူးဝေရဝိဇာလမ်းစဉ်ကိုစန့်ကျင်နေတဲ့ကဝေဆိုးတယောက်ရဲ့လက်ချက်ပဲဖြစ်ရမယ်ကွာသူကကျုပ်ဒီရွာကိုပြန်ရောက်နေတာသိလို့လာပြီးတော့စမ်းသက်တာပဲဖြစ်နိုင်တယ်ကျုပ်ကပြပြဆူနဲ့အဲ့ဒီရုပ်ထုလေးကိုလက်ထဲမှာယူပြီးအာယုံခံကြည့်လိုက်တယ်ရုပ်ထုလေးစီရလာတဲ့ပူလောင်တဲ့အငွေ့တက်တွေကထွက်နေတာကိုခံစားနေရတယ်အဲ့ဒီအချိန်မှာပဲကောင်းငင်ရန်ကနေပြီးတော့ငှက်ကြီးကစူးစူးဝါးဝါအော်ဟစ်ပြီးတော့ရွာပြင်ကနတ်စင်ကုန်းဘက်ကိုဦးတီးပြီးတော့ပြန်သွားတာကိုတွေ့လိုက်ရတယ်ဗျဆရာငှက်ကြီးကတခုခုတွေ့လို့အချက်ပေးတာနေပြီဗျအဲ့ဒီဘက်ကိုတယောက်ယောက်ရှိနေတဲ့ပုံပဲဗျငါဖြိုးကပြောတော့ကျုပ်ကလည်းချက်ချင်းဆုံးဖြတ်ချက်ချလိုက်တယ်ကဲကြားငယ်ငါဖြိုးမင်းတို့အသင့်ပြင်ကြကျုပ်တို့ဒီအမောင်တို့ရဲ့အရေးမြစ်ကိုသွားချကြည့်ကြမယ်မတရားတာကိုတွေ့ရင်တော့နှိမ်နှင်းရမှာဝိဇ္ဇာတို့ရဲ့တာဝန်ပဲဗျကျုပ်ကလည်းရှေ့ကနေဥဆောင်ပြီးတော့ထွက်သွားခဲ့တယ်ဗျကြားငယ်ကတော့သူ့ရဲ့အင်းကိုကြစ်ကြစ်ပါအောင်စုပ်ကင်ထားတယ်ငါဖြိုးကလည်းသူ့ရဲ့ဓာတ်ရိုက်တက်စင်အိတ်ကိုပကုံးပေါ်မှာလွယ်လို့ပေါ့ဗျကျုပ်တို့၃ယောက်သားရွာပြင်းနတ်စင်ကုန်းဘက်ကိုရောက်တဲ့အခါမှာတော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အံ့ဩသွားတာပေါ့ဗျနတ်စင်ချီမှာလူတစ်ယောက်ကြောပေးပြီးတော့ထိုင်နေတယ်သူ့ရဲ့ဘေးမှာမိခိုးတွေကလည်းရေးရေးကိုတောက်နေလို့ဗျသူကတခုခုကိုငိမ့်ချက်စွာနဲ့ရွတ်ဖတ်နေတယ်ဗျမင်းတင်မင်းတပည့်အစ်စ်တွေနဲ့တော်တော်လေးကိုဟန်ကြနေပါလား
ဒီလူကတဖြည်းဖြည်းချင်းလှည့်လာတဲ့အခါအဲ့ဒီခါမှာဒီလူကဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်တဲ့အခါမှာသူ့ရဲ့မျက်နှာဟာလူမဟုတ်ဘူးဗျအသားရည်အရေကွန်တွေကတွန့်လိန်နေပြီးတော့ဘီလောင်ဘူးကြီးတွေကအဖုထစ်တွေကလည်းအလွန်မှကြည့်ရဆိုးလွန်းလာတယ်ရုပ်ဆိုးလွန်းလာတယ်မျက်လုံးအင်ကြီးတွေကလည်းဟောက်တောက်ကြီးတွေဖြစ်ပြီးတော့အထဲမှာလည်းညီကိုတွေနဲ့မျက်လုံးအင်ကြီးတွေမှာကျုပ်ကမှစူးစိုက်ပြီးတော့ကြည့်နေတယ်ဗျသူ့ပါဇက်ကတဟာဟာကြီးမောနေတဲ့အခါမှာအထက်ကသွားတွေကလည်းအမဲရောင်ဖြစ်နေပြီးတော့အနက်အသက်ကလည်းအလွန်မှဆိုးဝါးလာတယ်မင်းတပည့်အသစ်တွေနဲ့တော်တော်လေးကိုဟန်ကြနေတာပဲလားသူ့အတန်ကလည်းလူတန်မဟုတ်ဘဲနဲ့အကွက်ကွက်နဲ့နားထဲမှာကြောချမ်းစရာဗျသူကအမဲရောင်အငွေ့တက်တွေကထွက်နေပြီးတော့ပတ်ဝန်းကျင်ဟာလေထုကနေအေးစိမ်သွားနေဗျကျုပ်တည်ပြီဒါကဝေဆိုးပဲဖြစ်ရမယ်ဗျသူကအရင်ကရွာသူရွာသားတွေကိုနှိပ်စက်ခဲ့ဘူးလို့ကျုပ်ကပညာနဲ့နှင်ထုတ်ခဲ့ဘူးလေအခုကျုပ်ပြန်ရောက်တာသိလို့သူကလာပြီးတော့ကလေးစားရှိတာဖြစ်မယ်ဗျကဝေဆိုးမင်းကဒီထီကိုလာတာလားကျုပ်ကအန်ကျိတ်ပြီးတော့မေးလိုက်တဲ့အခါကဝေဆိုးကတဟာဟာရီမောရင်ကနေမီးဖို့တဲ့ကိုနောက်ထပ်ရုပ်တုတစ်ခုကိုပြစ်ထည့်လိုက်တယ်ဗျပွဲကအခုမှစတာမင်းထင်ရမင်းရဲ့ဝေဒဝိဇ္ဇာပညာနဲ့ငါရဲ့အမောင်ကဝေပညာဘယ်သူကပို့ပြီးတော့တာလဲဆိုတာကိုဒီနေ့တော့စုပ်ဖြတ်ပေးကြတာပေါ့လေလူကချက်ချင်းဆိုသလိုအေးစိမ်သွားပြီးတော့ကျုပ်တို့ဆရာတစ်ပည့်၃ယောက်နဲ့ကဝေဆိုးတွေရဲ့တိုက်ပွဲကတော့စတင်ဖို့အသင့်ဖြစ်နေပြီပေါ့ဗျာဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းကတော့စာရေးသူဇွဲမှန်မတန်ဆွမ်းရေးသားထားတဲ့ဗေဒဝိဇ္ဇာမင်းထင်နဲ့ရန်သူဖြစ်ခဲ့ဘူးတဲ့တပည့်၂ယောက်ဆိုတဲ့ဇာတ်လမ်းစာစဉ်73ပဲဖြစ်ပါတယ်ခင်ဗျာနောက်နေ့မှလေကျွန်တော်တို့ရဲ့ MGS Entertainment Channel ကနေစိတ်ဝင်စားဖွယ်ရာဇာတ်လမ်းကောင်းများစွာကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးသွားအောင်မှာမို့စောင့်မျှော်နားဆင်ပေးကြပါဦးခင်ဗျာနားဆင်ပေးခဲ့သူအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ